วยกูมาต้องซอยเคนดีอยากะเปียวชมุปีมาละตายามุปีมาละกูสินซาบะအားလုံးပဲမင်္ဂလာပါရှင်အထန်တီခဲလေးချင်းမျိုးပေးကနေမှာနှွေထွေးစာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဆိုတော့ตายาမှုနဲ့ပျော်ရွှင်ကြည်နူးမှုဟာကွဲပြားခြားနားတဲ့အရာနှစ်ခုပဲဖြစ်ပါတယ်ဒီနေ့လူတွေဟာသူတို့ရဲ့ပျော်ရွှင်မှုရဲ့အရင်မြင့်နဲ့ပတ်သက်ပြီးမကြခဏမရွေးနေကြပါတယ်ဒါပေမဲ့အမှန်တရားကတော့ตายาမှုနဲ့ပျော်ရွှင်မှုဟာတော်တော်ကွဲပြားခြားနားတဲ့အရာနှစ်ခုပဲဖြစ်ပါတယ်လူတယောက်ဟာဘဝရဲ့နဲ့နဲတဲ့အဓိပ္ပာယ်ကိုမတွေးနိုင်တော့တဲ့အခါသူ့ကိုယ်သူตายาမှုစီမှာအာယုံပြောင်းပြလိုက်ပါတယ်ตายาမှုဟာအယတာရှိတဲ့အစားအသောက်တစ်ခုကိုအယတာခံနေရတာလို့ဒါမှမဟုတ်စိတ်ပြည့်စုံမှုတက်တာစေတဲ့သတင်းစကားတစ်ခုကိုလက်ခံရရှိတာလို့သတင်းကအာယုံခံစားမှုအတွေ့အကြုံတွေစီမှာရရှိပေမဲ့နောက်ဆုံးမှာတော့ตายาမှုတွေဟာတင်းအာယုံစူးစိုက်မှုအပေါ်ထိန်းချုပ်မှုကိုတင်းစီကနေယူဆောင်သွားပါတယ်ဒါပေမဲ့အစစ်မှန်တဲ့ပျော်ရွှင်မှုဟာအာယုံဆိုင်မှုနဲ့တတိရှိမှုနဲ့ထိတွေ့မှုကိုလိုအပ်တဲ့ပျော်ရွှင်မှုစီကလာတာပဲဖြစ်ပါတယ်။တင်းရဲ့အာယုံဆိုင်မှုကိုပြစ္ဆုတ်ပံအချိန်မှာယူလာခြင်းဖြစ်တင်းဟာထိန်းချုပ်မှုကိုပြန်လည်ရရှိပြီးတင်းရဲ့အရေးကြီးဆုံးရည်မှန်းချက်တွေစီကိုဥတည်တဲ့အလုပ်ကိုတက်ကြွလုပ်နိုင်ပါတယ်။အမြန်ဖြစ်ပွားပြီးချက်ချင်းရမယ့်ကျင့်နှံ့ဝမ်းမြောက်မှုကိုအာယုံဆိုင်နေတဲ့ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းဟာရေဘူးရအဖြစ်ပျော်ရွှင်ကြည်နူးမှုထက်တာယာမှုကိုပိုပြီးဦးစားပေးနေတဲ့အတွက်လူတော်တော်များများကိုစိတ်မချမ်းမသာမပျော်မရွှင်ဖြစ်စေတာကတော့စိတ်မကောင်းစရာပါပဲဒါပေမဲ့တရင်ကောင်းကတော့နဲ့ဆိုင်တဲ့အာယုံစူးစိုက်မှုနဲ့ထိတွေ့မှုရဲ့အခြေအနေတစ်ခုဖြစ်တဲ့ဆံဝင်မှုရဖို့အခွင့်အလမ်းတွေကိုခြာဖွေဖော်ထုတ်ပြီးတဲ့အနေနဲ့စိတ်မှန်တဲ့ပျော်ရွှင်မှုကိုအကျိုးရှိအသုံးပြုနိုင်တယ်ဆိုတာပါဖြစ်ပါတယ်အဲ့ဒါကြောင့်ပျော်ရွှင်ကြည်နူးမှုကိုပွေ့ဖက်လက်ခံပြီးတာယာမှုကိုနောက်မှခြံခဲ့ရမှာဖြစ်ပါတယ်လုပ်ရမယ့်အလုပ်ကပျော်ရွှင်ကြည်နူးမှုထက်တာယာမှုအကြောင်းကိုပို့ပြီးသိအောင်လုပ်ပါတင်အမှန်တကယ်လို့ရှင်တောင်းတတဲ့အရာတစ်ခုအတွက်တင်းရဲ့ငွေကိုမတုံးဆွဲခင်အဲ့ဒီအရာဟာတင်းကိုတာယာမှုပေးမှာလားဒါမှမဟုတ်ပျော်ရွှင်ကြည်နူးမှုပေးမှာလားဆိုတာစဉ်းစားပါတာယာမှုကိုပေးမယ်ဆိုရင်တော့အဲ့ဒီအရာအတွက်တင်းရဲ့ငွေကိုမတုံးပဲတင်းစီကိုစစ်မှန်ပြီးသားရှိခံမယ်ပျော်ရွှင်မှုကိုတည်ဆောင်လာမယ်ရဝတ္ထုပစ္စည်းဆိုင်ရာအဓိကမထားတဲ့အရာတစ်ခုအတွက်သုံးဖို့ချန်ထားလိုက်ပါပျော်ရွှင်တဲ့ဘဝတစ်ခုဟာပုံသေးနီးတစ်ခုစီကပုံတူကူးယူလို့မရနိုင်တဲ့ကိုပိုင်တီးတန့်ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်ဇံဝင်မှုဟာစိန်ခေါ်မှုတွေနဲ့ကြမ်းကြွမှုတွေလိုက်ဖက်ညီသွားတဲ့နေရာပဲဖြစ်ပါတယ်လောက်ဆောင်မှုတစ်ခုထဲမှာတင်အမဲအာယုံဆွဲညှိလွန်းသွားတဲ့အတွက်အဲ့ဒီအချိန်တွေကုန်တာမြန်သွားခဲ့ဖူးပါသလားအဲ့ဒါဟာတင်းရဲ့စိုးရင်ပူပန်မှုတွေအားလုံးပျောက်ကွယ်သွားတဲ့လုံးဝစိတ်အာယုံနစ်မြုပ်သွားမှုနဲ့ချမ်းမြေ့ပျော်ရွှင်မှုစစ်ရဲ့အခြေအနေဖြစ်တဲ့ဇံဝင်မှုပဲဖြစ်ပါတယ်ဇံဝင်မှုရဲ့စွမ်းအားနဲ့အတူအစွမ်းကုန်ပျော်ရွှင်ကြည်နူးမှုရဲ့ကမ္ဘာလေးကိုခုန်ချလိုက်ပါပီတိဖြစ်နေတဲ့အခြေအနေကိုလွယ်ကူတဲ့အဆင့်တစ်ခုနဲ့ကြိုးပမ်းရယူနိုင်ပါတယ်တင်လုံးရှင်စိတ်ပင်ပြရတဲ့အလုပ်တစ်ခုကိုရွေးပြီးငွေကြေးဒါမှမဟုတ်ကြော်ကြားမှုကိုပင်ပကဘာလို့ဆောင်မှုမှမပါပဲအဲ့ဒီအရာကိုချစ်တဲ့စိတ်တက်နဲ့လုပ်ပါအဲ့ဒီလုပ်ငန်းမှာရှိတဲ့စိန်ခေါ်မှုရဲ့အဆင့်ဟာလုံးဝများတာလေမလွယ်လွန်းမခက်လွန်းအနေတော်ပဲဆိုတာကိုသိချအောင်လုပ်ပါတင်းရဲ့ဆင်ဝင်မှုကိုသိဖို့အတွက်တင်းအတွက်အလေးပေးပြီးပြီးပြောစရာကောင်းတဲ့အရာတစ်ခုကိုလုံးနေတဲ့အပေါ်မှာအာယုံဆိုင်ပါတင်းရဲ့အတွေ့အကြုံခံစားမှုတွေအပေါ်ငွေကြေးနဲ့ကြော်ကြားမှုတွေပြင်ပကအကြောင်းတရားတွေကိုဖုံးကွယ်သွားမှာကိုခွင့်မပြုပါနဲ့ဒုတိယအဆင့်အတွက်ဒီအလုပ်ရဲ့စိန်ခေါ်မှုအဆင့်ကိုတဖြည်းဖြည်းတည်ဆောက်ပါစစ်တူရင်လိုကစားနည်းအသစ်ကိုတင်လေးလာတင်ယူတော့မယ်ဆိုရင်ပို့ပြီးလွယ်ကူတဲ့အဆင့်တစ်ခုနဲ့ပို့ပြီးကျွမ်းကျင်လာတဲ့အခါစိန်ခေါ်မှုကိုတဖြည်းဖြည်းတိုးမြင့်သွားပါဒီအဆင့်တွေလိုက်နာပြီးတင်ဟာဘဝကိုစိတ်လှုပ်ရှားမှုတွေကျေနပ်အားရမှုတွေပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့အဆုံးမရှိတဲ့ကစားပွဲကြီးတစ်ခုအဖြစ်ကြုံတွေ့ရပါလိမ့်မယ်ဒါကြောင့်ရှင်းကိုဆက်သွားလိုက်ပြီးတင်းရဲ့ဆံဝင်မှုကိုရှာပြီးကောင်းတဲ့အချိန်ဆက်ပြီးလေပတ်နေအောင်ထိန်းသိမ်းပါတင်းရဲ့ဆံဝင်မှုကိုသိအောင်ရှာပါလောက်ရကျိုးနဲ့ပြီးတင်အမှန်တကယ်မွေ့လျော်တဲ့အတွက်နောက်ထပ်လှုပ်ရှင်တဲ့
ကြီးတဲ့အလုပ်ဒါမှမဟုတ်သေးတဲ့အလုပ်တစ်ခုကိုရွေးချယ်ပါအဲ့ဒီအလုပ်ဟာစပြီးလုပ်ဖို့မခက်ခဲလုံးဘူးဆိုတာသိချအောင်လုပ်ပြီးတင်းဖို့တင်စင်ခေါ်နေအောင်ထိန်းချုပ်ထားဖို့အတွက်ခက်ခဲမှုကိုရှင်းမိပါတာယာဘာမှမလုပ်ပဲနေတဲ့အခုခုကိုလက်ခံရယူနေတဲ့တက်တာနေရတဲ့ချိန်ဆိုအတွေ့အကြုံတွေဟာပျော်စရာကောင်းနိုင်ပေမဲ့အဲ့ဒီအတွေ့အကြုံကိုရဖို့ကျွန်တော်တို့ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ရင်ကျွန်တော်တို့ရဲ့ဘဝထဲမှာအကောင်းဆုံးအချိန်တွေဟာအဲ့ဒီအချိန်တွေမဟုတ်ပါဘူးခက်ခဲပြီးလုပ်ဖို့ထိုက်တန်တဲ့တစုံတစ်ခုကိုအောင်မြင်ရရှိအောင်ကိုတဘောနဲ့ကိုစူးစမ်းအထောက်ရမှာသူ့ရဲ့ကန့်သက်ချက်တွေကိုရောက်တဲ့အထိလူတယောက်ရဲ့စိတ်နဲ့ကိုဆွဲဆန်းတဲ့အခါအကောင်းဆုံးအချိန်တွေအမြဲလိုဖြစ်ပေါ်ပါတယ်အဲ့ဒါကြောင့်အကောင်းဆုံးအတွေ့အကြုံဟာကျွန်တော်တို့ကဖြစ်အောင်ဖန်တီးရတဲ့အရာပဲဖြစ်ပါတယ်ဆိုတော့ဆံဝင်မှုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တာကတင်ပြလဲတစ်ခါတလေအဲ့ဒီမှာစာလုပ်တာပဲဖြစ်စာဖတ်တာပဲဖြစ်အဲ့လိုမျိုးတရားထိုင်တာပဲဖြစ်ပေါ့နော်အဲ့ဒီတဲ့ကိုကအာယုံစူးစိုက်မိသွားတဲ့အချိန်တန်လေအချိန်ကတနာရီလား2နာရီလားကိုယ့်တက်ကခဏလေးပဲဖြစ်သွားတယ်ကွာဆိုတော့အဲ့ဒါဇံဝင်မှုပဲအဲ့ဒီပြီးတော့ဇံဝင်သွားတဲ့ခါကျန်လေကိုဖတ်လိုက်တဲ့စာကလေအရန်အနစ်တာရရှိပြီးတော့အဓိပ္ပာယ်ရှိပြီးတော့ကိုကောင်းတဲ့ကိုဓာတ်ရိုက်တစ်ခါလေအဲ့လိုမျိုးဒီစာကိုဖတ်လိုက်တဲ့နဲ့ခေါင်းထဲမှာတစ်ခါလေပုံဖော်ပြီးတော့ဖြစ်သွားအဲ့ဒါဆိုအဲ့ဒါကလေအဲ့ဒီပျော်ရွှင်မှုကဘာနဲ့မှလဲလို့မရသေးလားဒါပေမဲ့အဲ့ဒါကတင်းမြုပ်ကတော့အမြင်တမ်းလို့တော့မဖြစ်ဘူးရဲ့ဘောနော်ဆိုတော့တပတ်မှ2ရက်3ရက်အဲ့ဒီအဓိကကိုအဲ့ဒီအပေါ်မှာစောက်ချပြီးတော့လောက်တာပြီးတော့အာယုံစူးစိုက်မှုဘလောက်အဲ့ဒါနဲ့လဲကွာသေးတယ်ပေါ့နော်ဆိုတော့ဒီတက်ကနေတခုခုရသွားလိမ့်မယ်လို့တင်ပြမျှော်လင့်ပါတယ်ရှင်တင်ပြရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ရမယ်ရှင်